ကဲအားလုံးပဲမင်္ဂလာပါเนาะဒီကနေ့မှာတော့ကျွန်တော်ကဒါ3သိန်းဝင်းကျင်လေးမှာဒါဂိမ်းဆော့လို့လည်းကောင်းမယ်ရုပ်ထွက်တွေလည်းကောင်းမယ်ကင်မရာဘက်ထရီပါညာလည်းလုံးဝပြောစရာမရှိတဲ့ဖုန်းလေးတစ်လုံးကိုထပ်ပြီးတော့ကျွန်တော်ရောင်းပေးချင်ပါတယ်ဒီကောင်လေးကတော့ဒါ Redmi Note 11 4G Redmi Note 11 4G လေးကိုဒါ Global Run ချိန်ထားတာဖြစ်တဲ့အတွက်စက်တင်မှာတော့ဒါ Redmi 10လေးဖြစ်သွားပြီRAM 6 128GB ပါအလုံးလေးကဒါတော်တော်လေးတန်ပါတယ်Aussie Opet လေ Oman လေး Opetry လေးနဲ့ပါပေါင်မှာအပေါ်စင်းအနာစာမရှိသလောက်ကိုနဲတယ်ဒါအစ်စ်တိုင်းမိပါလောက်ကိုတန်မယ်ဗျာ Aussie Opet လေလေးဟိုမှာအဲ့ဒါလုံးဝမရှိပါဘူးဒါမီအကောင့်တွေလည်းအကျော်ခွလုံးဝရှင်းပါတယ် Free Reset တွေလည်းစိတ်ကြိုက်ချလို့ရပါတယ်ကျွန်တော်တို့ဆိုင်အာမခံလဲကျွန်တော်တို့တလားတီတီအဲ့ဒါကိုပေးပြီးတော့ရောင်းချပါတယ်အလုံးစုံအာမခံပေးပါတယ်ဒီကောင်လေးဆိုရင်ဒါ game ဆိုလဲပတ်ကြီး mobile လေးရန်ကျွန်တော်ဆော့လို့ရတယ်ဒါကင်မရာရုပ်ထွက်ဆိုလဲလုံးဝပြောစရာမရှိဘူးเนาะဒါဘက်ထရီဆိုလို့ရှိရင်လည်း9000 mAh နဲ့အားတော်တော်လေးခံနေဗျာဒါဘူးလေးလည်းကြိုးလေးလည်းပါမယ်ဗျာဘူးကြိုးအစုံလေးပါဒါပေမဲ့ဒီကောင် adapter လေးတော့လွဲနေပါတယ် original adapter မှာ adapter တော့လွဲနေတယ် cable ကတော့ original cable ဖြစ်ပါတယ်အဲ့တော့ charger မှာကြိုက်တဲ့မိတ်ဆွေတွေကတော့ဒီဖုန်းအတွက်ဆိုရင်ဒါ adapter တစ်ခုတက်ထပ်ပြီးတော့ဝယ်ရမယ်ဗျာเนาะဒါရောင်းဈေးလေးကတော့3,500ကျပ်ပါကျွန်တော်အိမ်ရောက်ငွေချင်တယ်လဲရန်ကုန်မြို့တွင်းဆိုရင်ပို့ဆောင်ပေးပါတယ်ဆိုင်မှာလာဝယ်မဲ့မိတ်ဆွေတွေအတွက်ကတော့အမှတ်84ရန်ကုန်အင်းစိန်လန်းနဲ့ဥယျာဉ်ကန်လန်းတောက်ကျွန်တော်တို့ရဲ့ကိုဖြိုးမိုဘိုင်းဆိုင်ခွဲအမှတ်3မှာလာရောက်ပြီးတော့မျက်မြင်ကြည့်ရှုဝယ်ယူလို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ